ရန်ကုန်မြို့လေကမေးပြောက်ခံဂျူအင်ပါယာမိတ်ဆွေတို့ရန်ကုန်မြို့ရဲ့ပစိုးရန်လန်ဒါမှမဟုတ်26လမ်းတစ်ဝိုက်ကိုလမ်းလျှောက်ကြည့်တဲ့အခါဟောင်းနှမ်းနေတဲ့တိုက်ရိုကြီးတွေမိုတက်နေတဲ့နေရန်တွေနဲ့တန်ချေးတက်နေတဲ့ပြည်တွင်းပေါက်တွေကိုမြင်မှုကြမှာပါလူတော်တော်များများကတော့ဒါကိုတာမန်ရှိအောင်အဆောက်အုံတွေလို့ပဲထင်ကြပါလိမ့်မယ်ဒါပေမဲ့ဒီနေရန်တွေရဲ့နောက်ကွယ်မှာတစ်ချိန်ကကမ္ဘာအဆင့်မီစီးပွားရေးလုပ်ငန်းရှင်တွေမြို့တော်ဝင်တွေနဲ့နိုင်ငံတကာကလေးစားရတဲ့အုံနောက်တွေနေထိုင်ခဲ့ကြတယ်ဆိုတာမိတ်ဆွေယုံနိုင်ပါမလားဒီနေ့ကျွန်တော်တို့ပြပြချင်တာကတော့ဖတ်စာအုပ်တွေထဲမှာဖျောက်ဖျက်ခံထားရပြီးလူတော်တော်များများမေးပြောင်းနေကြပြီဖြစ်တဲ့ရန်ကုန်ကဂျူးအင်ပါယာအကြောင်းပဲဖြစ်ပါရီရန်ကုန်မြို့ကတစ်ချိန်ကအာရှမှာဂျူးလူမျိုးတွေအခြေချရာအချက်ချာနေရာတစ်ခုဖြစ်ခဲ့ဘူးတလို့သူတို့ကတိုင်းပြည်ရဲ့စီးပွားရေးနဲ့ယဉ်ကျေးမှုကိုစနစ်တကျမောင်းတင်ပေးခဲ့တဲ့အင်ဂျင်ဆက်ကြီးတွေဖြစ်ခဲ့တာပါဂျူးတို့ရဲ့မြန်မာပြည်ခြေရာမြန်မာပြည်ကိုဂျူးလူမျိုးတွေဘယ်တော့မှစရောက်လာတာလေအများစုကကိုလိုနီခင်းမလို့ထင်ကြပေမဲ့တကယ်တော့အဲ့ဒီထက်အများကြီးစောပါတယ်ဗျ18ရာစုအလောင်းဖျားမင်းတရားကြီးရဲ့တပ်မတော်မှာစစ်သူကြီးဖြစ်အမှုထမ်းခဲ့တဲ့ဆော်လမွန်ဂါဗရီယိုဆိုတာမြမသမိုင်းမှာပထမဆုံးမှတ်တမ်းတင်ခံရတဲ့ဂျူးလူမျိုးပါပဲသူကအလောင်းဖျားရဲ့ယုံကြည်စိတ်ချရတဲ့စစ်တီတော်တူဖြစ်ခဲ့တာပါဒါတွေမကသေးဘူးဗျမင်းတို့မင်းလက်ထက်မန္တလေးနန်းတော်မှာလေဂျူးလူမျိုးတွေရှိခဲ့ပါသေးတယ်မော်လတိုနိုင်ငံဖွာဂျူးလူမျိုးဂျိုနတ်ဂေါ်တင်ဘတ်ဆိုရင်မင်းတို့မင်းရဲ့ယုံကြည်စိတ်ချရတဲ့စီးပွားဖက်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးတစ်ထုတ်လုပ်ရင်းနဲ့ကြီးပွားလာခဲ့သူပေါ့သူကမြမနန်းတော်နဲ့တော်တော်လေးကိုယင်းဤကျွမ်းဝင်ခဲ့တဲ့ဂျူးလူမျိုးတစ်ယောက်ဖြစ်ခဲ့တာဗျဒါပေမဲ့ဂျူးလူမျိုးတွေအစိုးလိုက်ပြုံလိုက်ရောက်လာတာကတော့19ရာစုအလယ်ပိုင်းမှာပါအီရတ်နိုင်ငံဘဂ္ဂဒက်မြို့ကနေနှိပ်စက်ညှဉ်းပန်းမှုတွေကြောင့်ထွက်ပြေးလာကြတဲ့ဘဂ္ဂဒက်နွယ်ဂျူးတွေနဲ့အင်တရီယာကကိုချင်းဂျူးတွေကရန်ကုန်နဲ့မန္တလေးမြို့တွေမှာအခြေချခဲ့ကြပါရီသူတို့ကခြေနဲ့စံကုန်တယ်မှုတွေမှာအောင်မြင်ခဲ့ကြပြီးရန်ကုန်ရဲ့စီးပွားရေးကိုတစ်ဖက်တစ်လမ်းကနေအားပြည့်ပေးခဲ့ကြတာပါဂျူးတွေရဲ့ရွှေခေတ်ကိုလိုနီခေတ်ရန်ကုန်မှာဂျူးလူမျိုးတွေဘယ်လောက်တောင်ကြီးကျယ်ခဲ့သလဲဆိုရင်မိတ်ဆွေတို့အခုမြင်နေရတဲ့ပစိုးရန်ကဆိုဖီယာအဆောက်အုံကိုပဲကြည့်လိုက်ပါ1906ခုနှစ်မှာအိုင်ဇက်ဆိုဖီယာဆိုတဲ့ဂျူးတထေးကြီးတည်ဆောက်ခဲ့တဲ့ဒီအဆောက်အုံကအဲ့ဒီခေတ်ကရန်ကုန်ရဲ့အခမ်းအနားဆုံး shopping mall ကြီးဗျဂျာမနီကဘီယာအင်္ဂလန်ကဝီစကီနဲ့ကမ္ဘာအကောင်းဆုံးပစ္စည်းတွေကိုဒီနေရာမှာပဲရနိုင်ခဲ့တာပါအခုတော့လောကနဲ့ပကြီးပြကန်းရှိတဲ့အဆောက်အုံလို့လူသိများနေပါပြီဒါတွေမကသေးဘူးဗျဂျူးလူမျိုးတွေကနိုင်ငံရေးမှာလည်းထိပ်တန်းကပါဝင်ခဲ့ကြပါရီ1930ပြည့်လွန်နှစ်တွေမှာရန်ကုန်မြို့ရဲ့မြို့တော်ဝင်ဖြစ်ဒေးဗစ်ဆိုဖီယာကတာဝန်ယူခဲ့တယ်လို့ပသိမ်မြို့မှာလည်းဂျူးလူမျိုးမြို့တော်ဝင်ရှိခဲ့ပူပါရီသူတို့ကအဲ့တယ်ရီမဟုတ်ပဲဒီတိုင်းပြည်ကိုကိုတိုင်းပြည်လို့ချစ်ပြီးတိဆောက်ခဲ့ကြတဲ့ပညာရှင်တွေဖြစ်ခဲ့တာပေါ့1940ပြည့်နှစ်မှာရန်ကုန်မှာဂျူးလူမျိုး2500ကျော်ရှိခဲ့ပြီးဖျားအကြောင်းနှစ်ခုတောင်ရှိခဲ့တာဗျအခုကျန်နေတဲ့မော့စမေယာယေဟိုဝါနဲ့အခုတော့မရှိတော့တဲ့ဘတ်အဲတို့ပဲဖြစ်ပါရီအလှည့်အပြောင်းဒါပေမဲ့1942ခုနှစ်ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အခါမှာတော့အရာအလုံးပြောင်းလဲသွားခဲ့တာပါဂျပန်စစ်တပ်ဝင်လာတဲ့အခါဂျူးလူမျိုးတွေကအင်္ဂလိပ်တွေရဲ့အပေါင်းပါတွေဖြစ်တန်တရားဝင်ခံခဲ့ရပြီးဖမ်းဆီးနှိပ်စက်တာတွေခံခဲ့ရပါရီစစ်ပြီးလို့ပြန်လာကြတဲ့သူတွေရှိပေမဲ့1962ခုနှစ်နောက်ပိုင်းနိုင်ငံရေးပြောင်းလဲတွေကသူတို့အတွက်နောက်ဆုံးလက်ကျန်မျှော်လင့်ချက်ကိုပါရိုက်ချိုးလိုက်တယ်လို့ဖြစ်သွားခဲ့တာပါနောက်ပြီး1964ခုနှစ်မှာစီးပွားရေးလုပ်ငန်းတွေကိုပြည်သူပိုင်းတိန်းတာတွေတကားပိတ်ဝါဒတွေကြောင့်ဂျူးလူမျိုးတွေတိစောက်ခဲ့တဲ့စီးပွားရေးလုပ်ငန်းကြီးတွေကတစ်ခုပြီးတစ်ခုရပ်တန့်သွားခဲ့ရပါရီဒီနေရာမှာအဆိုးဆုံးဆုံးရှုံးမှုကစီးပွားရေးတွေပြတ်သွားတာတတ်မဟုတ်ဘူးဗျဒီတိုင်းပြည်ကိုကဘာနဲ့ချိတ်ဆက်ပေးနေတဲ့တိုင်းပြည်ကိုတိုးတက်အောင်လုပ်ပေးနိုင်တဲ့ဂျူးပညာရှင်တွေအုံနောက်တွေတိုင်းပြည်ကနေအစိုးလိုက်ပြုံလိုက်ထွက်ခွာသွားရတာပါပဲဒီနေရာမှာကျွန်တော်တို့တတိထားရမှာကလူတယောက်တိုင်းပြည်ကနေထွက်သွားတာကသူ့အဖြစ်ဖြစ်နိုင်ပေမဲ့လူမျိုးတစ်မျိုးလုံးပညာရှင်တွေအစိုးလိုက်ပြုံလိုက်တိုင်းပြည်ကနေထွက်ခွာနေရပြီဆိုရင်တော့ဒါအဲ့ဒီလူတွေရဲ့အဖြစ်မဟုတ်တော့ပါဘူးစနစ်ကြီးတစ်ခုလုံးနဲ့အုပ်ချုပ်သူတွေရဲ့အမားပဲလို့ဆိုရမှာပါသူတို့ကဒီနိုင်ငံသားတွေမဟုတ်ပေမဲ့နိုင်ငံရေးစီးပွားရေးကိုဖွံ့ဖြိုးစေတဲ့ရန်တရားတွေထဲမှာအတွင်းကျကျပါဝင်နေကြတဲ့သူတွေဖြစ်တာကြောင့်သူတို့ရဲ့ထွက်ခွာမှုကတိုင်းပြည်ရဲ့စီးပွားရေးနဲ့ဖွံ့ဖြိုးရေးကိုထိခိုက်ခဲ့ရတာတော့အမှန်ပါပဲဥပမာတစ်ခုပြပြမယ်ဗျ။ Ezra Solomon ဆိုတဲ့ပုဂ္ဂိုလ်ကြီးအကြောင်းသူက1940မှာရန်ကုန်တက္ကသိုလ်ကဘွဲရပြီးချီကာဂိုတက္ကသိုလ်မှာဗမာပြည်ကိုစားပြုပညာတော်သင်သွားခဲ့တဲ့သူပါ။ဒါပေမဲ့1962အာဏာသိမ်းမှုကြောင့်သူမြန်မာပြည်မပြန်တော့ဘူး။နောက်ပိုင်းမှာသူကစတန်ဖို့တက္ကသိုလ်ကပါမောက္ခအမေရိကန်သမ္မတနစ်ဆင်းရဲ့အကြံပေးတီဖြစ်ခဲ့တဲ့ကမ္ဘာကျော်စီးပွားရေးပညာရှင်ကြီးဖြစ်သွားခဲ့ပါရီ။မိတ်ဆွေတို့စဉ်းစားကြည့်ဗျ။ဒီလိုအုံနောက်မျိုးတွေကတိုင်းပြည်မှာရှိနေခဲ့ရင်ဘလောက်တောင်တိုးတက်နေမလဲ။ဒီ brain drain ပြဿနာကအဲ့ဒီခေတ်ကတည်းကစတင်ခဲ့ပြီးအခုထိမြန်မာသမိုင်းအတွက်အကြီးမားဆုံးဆုံးရှုံးမှုဖြစ်နေစေပါပြီဒီဇလန်ကိုဒီလောက်နဲ့အဆုံးသတ်လိုက်ရင်အရန်ကိုရင်နာစရာကောင်းနေပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဒီကနေယူရမယ့်သင်ခန်းစာတစ်ခုရှိပါရီရန်ကုန်မြို့လယ်မှာရှိနေစေဖြစ်တဲ့မော့စမေယာယေဟိုဝါဂျူးဖျားเจ้าကတာမန်အဆောက်အုံဟောင်းတစ်ခုမဟုတ်ဘူးဗျဒါဟာကျွန်တော်တို့တိုင်းပြည်မှာတစ်ချိန်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ခဲ့ပြီးကမ္ဘာကိုရင်ပေါင်တန်းနိုင်ခဲ့တဲ့စိတ်ဓာတ်နဲ့ဉာဏ်ပညာရဲ့ပြရုပ်ပါပဲ2016ခုနှစ်မှာတော့ဒီဖျားเจ้าကိုရန်ကုန်မြို့ပြအမွေအနှစ်ဖြစ်အပြာရောင်ကပြေးပြားတက်ဆင်ခဲ့ပါရီဒါကျွန်တော်တို့ရဲ့အတိတ်ကခန္ဓာမှုကိုပြန်လည်အသိမှတ်ပြုတာပါပဲ
ဒီလိုခံထားတဲ့သမိုင်းကြောင်းတွေကဂျိုသားတွေလာလို့သွားတာမဟုတ်ပါဘူးမြန်မာပြည်မှာနေထိုင်ခဲ့ကြတဲ့လူတွေကိုယ်တိုင်လုပ်ခဲ့တာပါဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဖတ်စာအုပ်တွေထဲမှာမပါတဲ့ဒီလိုသမိုင်းဇာတ်လမ်းတွေကိုမလွတ်တမ်းကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို subscribe လေးလုပ်ထားပေးဖို့မေတ္တာရက်ခံရမှာပါအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးပဲအဆင်ပြေတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေဗျာ